Yo အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့စမတ်ပဲဖြစ်ပါတယ်လက်ရှိမှာကျွန်တော် Smart On Live ဆိုရဲနာမည်နဲ့တည့်ရသူတွေရှိလိမ့်မယ် GTA Roleplay ဖြစ်စေGame Live Stream တွေဖြစ်စေပေါ့နော်ဒါမှမဟုတ်လည်းဟိုဘက် Smart Recap ဘက်က One Piece Recap တွေနဲ့တည့်ရသူတွေရှိလိမ့်မယ်အခုကျွန်တော်ဒီဗီဒီယို shorts လေးတင်လိုက်ရတဲ့အကြောင်းရင်းကတော့အခုလက်ရှိတင်ထားတဲ့ channel လေးနဲ့မိတ်ဆက်ပေးခြင်းလို့ပါchannel လေးနာမည်က Smart Animation လို့ကျွန်တော်နာမည်ပေးထားပါတယ်channel နာမည်အတိုင်းပဲကျွန်တော်ဒီ channel က gaming channel မဟုတ်ပါဘူး recap channel လည်းမဟုတ်ပါဘူး animation လေးတင်ပေးသွားပါမယ်ဘယ်လို animation လေးတင်ပေးသွားမှာလဲဆိုတော့ကျွန်တော်ဟိုဘက်က GTA Roleplay မှာကျွန်တော်ရဲ့ main character ကြီးဖြစ်တယ်အားလုံးလည်းရင်းနှီးပြီးသားဖြစ်တယ်ကျွန်တော် Smart ပေါ့နော်ကျွန်တော်ရဲ့ပြီးတော့ဘိုးဘိုးရဲ့ပါမယ် ED ရဲ့ပါမယ်တခြား character တွေလည်းပါရင်ပါလာပါမယ်အဲ့တော့အဓိကကျွန်တော်ဇာတ်ရင်တည်ထားတဲ့ universe ကတော့ GTA Roleplay မှာကျွန်တော်လုပ်နေတဲ့ Smart Universe ထဲမှာပဲဇာတ်ရင်ထဲမှာပါအဲ့တော့ဒါပေမဲ့ game မဟုတ်ဘူးပေါ့နော် animation ပုံစံမျိုးလေးနဲ့အမြင်ဆန်းပြီးတော့အသက်တဖန်ဘယ်လိုခေါ်မလဲအမြင်ဆန်းပြီးတော့ခံစားလို့ရအောင်လို့ပေါ့ပို့ပြီးတော့ကျွန်တော် character လေးကျွန်တော် character ဆိုတာကျွန်တော် Smart character ကိုပြောရအောင်နော်ဟို ED အားလုံးသိရတဲ့အတိုင်းပဲဆရာကြီးမင်းစော်ရဲ့ character တွေပါအဲ့တော့ဒီကျွန်တော် GTA Roleplay ထဲမှာအဲ့လို gaming GTA game ထဲမှာ mod တွေနဲ့ကြည့်ရအပြင်ပေါ့တခြားအပြောင်းလေးဖြစ်အောင်လို့ animation လေးအရန်တော့မရှိတော့ပါဘူးကျွန်တော်အချိန်ရရင်ရလို့ပေါ့နော်အဲ့လို animation လေးတင်ပေးသွားပါမယ် subscribe လုပ်ပေးခဲ့ကြပါဦးဒီ channel လေးကိုဗီဒီယိုတက်လာရင်အားပေးကြပါဦး channel လေးနာမည်က Smart Animation လို့ခေါ်ပါတယ်ဒါပါပဲဒါပါပဲတဒါ